အမေရိကမှာနေတဲ့အမျိုးသမီးတွေကအကုန်တက်အကုန်တိအကုန်လုံနိုင်တယ်ဆိုတာအလကားပြောတာမဟုတ်ဘူးပြမယ်စိတ်ထဲမှာမိုးလေးကောက်စားချင်တယ်လို့တောင်းတလိုက်ချစ်ချင်းမိုးလေးကောက်တယ်ဖြစ်သွားရောနော်ကိုတောင်းတတဲ့အရာမှန်တယ်ကိုလက်ကိုရနေလှုပ်ရှားရတာအမေရိကလူတွေဟုတ်တယ်လို့နော်မိရှေစားချင်တာရှမ်းခေါက်ဆွဲစားချင်တာမူဟင်ကစားချင်တာတံပေါက်စားချင်တာကိုပါဇက်သေးကကိုတောင်းတတဲ့အရာကိုလက်နဲ့ကိုချင်နဲ့လှုပ်ရှားရတဲ့အမေရိကလူတွေပါလို့နော်မြန်မာပြည်ကလူတွေကကြတော့ကျမတို့အမေရိကန်နိုင်ငံကိုကြည့်ပြီးတော့အားကြတယ်အချင်းကြီးတယ်နော်ကျမတို့ကြတော့နော်စားချင်တဲ့အရာဆိုရင်ယူရိုလိုမျိုးအပြင်ကိုထွက်ပြီးတော့1500ကင်ပြီးတော့တောက်ဝယ်စားလို့မရတဲ့ဘဝနော်ကျမတို့ကယူရိုတွေကိုအားကြတယ်ယူရိုတွေကကျမတို့တွေကိုအားကြတယ်နော်အခုဒါဆိုရင်ကျမကမိုးလေးကောက်ကြော်ကြော်နေတာဖြစ်တယ်မိုးလေးကောက်ကြော်စားချင်တဲ့စိတ်ပေါ်လာနဲ့ချစ်ချင်းကိုမိုးလေးကောက်ကြော်မိုးလေးကောက်ဒေးဖြစ်သွားတယ်နော်အဲ့ဒါလေးကိုပြောပြချင်လို့ဒီဗီဒီယိုလို့လုပ်ပေးရချင်းဖြစ်ပါတယ်ကဲ thank you ပါတွေ့ပြီနော်ကျမတို့အမေရိကန်နိုင်ငံမှာရှိတဲ့အမျိုးသမီးတွေဘလောက်တော်တယ်လဲဆိုတာလိုချင်တဲ့အရာမှန်သမျှကိုကိုယ့်လက်ကိုယ်ရနဲ့အကုန်လုံးလုပ်တတ်တယ်နော်အဲ့ဒါလေးကိုပြောပြတာ